္ဂလာပါရှင် VOA TV သတင်းအစီအစဉ်ကကြိုဆိုပါရစေ VOA TV အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီရှင်စက်မှုထိပ်သီး9နိုင်ငံရဲ့စီဝေတွင်ကျန်းဖက်မှုနဲ့မြောက်ကိုရီးယားရေးဟာဆွေးနွေးကြအကြောင်းအရာတွေထဲမှာထိပ်ဆုံးကရှိနေမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်မန်ချက်စတာမြို့ဘုံခွဲတိုက်ခိုက်မှုစုံစမ်းစစ်ဆေးတဲ့အကြောင်းအရာတွေအမေရိကန်သတင်းမီဒီယာတွေမှာပေါက်ကြားခဲ့တဲ့အပေါ်မှာစုံစမ်းစစ်ဆေးသွားမယ်အကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက်ရောက်လာတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့9ဖွဲ့နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဒီကနေ့တွေ့ဆုံဆွေးနွေးကြပါတယ်အခုပထမဆုံးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်။မြေထဲပင်လယ်အတွင်းကအကြီးဆုံးဖြစ်တဲ့စီစီလီကျွန်းမှာဒီနေ့တောက်ကြနေစတင်ကျင်းပမဲ့စက်မှုထိပ်သီး9နိုင်ငံရဲ့အစည်းအဝေးတွင်အကြမ်းဖက်မှုနဲ့မြောက်ကိုရီးယားအရေးဟာဆွေးနွေးစရာအကြောင်းအရာတွေထက်ကထိပ်ဆုံးမှာရှိနေလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။မြောက်ကိုရီးယားအရေးပြဿနာကိုဖြေရှင်းဖို့တေချာပေါက်ဆွေးနွေးမှာဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေနဲ့အတူရှိနေချိန်သမ္မတထရန့်ကအခုလိုပြောတာပါ။ G7 ထိပ်သီးအစည်းအဝေးပွဲအတွင်းအကြမ်းဖက်မှုတံပြန်နေရင်းနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးမှာဖြစ်ပေမဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာကမ္ဘာပြဿနာတရားဖြစ်ပြီးတစ်ချိန်မှာတော့တေချာပေါက်ဖြေရှင်းရမှာပဲလို့ Trump ကပြောပါတယ်။တာဝိုမီနာအပန်းဖြေမြို့မှာကျင်းပတဲ့အစည်းအဝေးအတွင်းကုန်သွယ်ရေးနဲ့ပတ်သက်လို့လည်းဆွေးနွေးကြမှာဖြစ်ပြီးယာဒီဥတုပြောင်းလဲမှုကုန်သွယ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး Trump ရဲ့ရည်တည်ချက်ပြောပြောင်းလာဖို့တခြားအဖွဲ့ဝင်ခေါင်းဆောင်တွေကမျှော်လင့်နေပါတယ်။ဖန်လုံအိမ်ဓာတ်ငွေ့ရှော့ချဖို့လွန်ခဲ့တဲ့နှစ်နှစ်က Paris သဘောတူချက်စာချုပ်ကိုအမေရိကန်ကလက်မှတ်ရေးထိုးထားတာနဲ့ပတ်သက်ပြီး Trump အနေနဲ့ဘယ်လိုရပ်တည်သွားမလဲဆိုတာကိုအစည်းအဝေးအတွင်းဆွေးနွေးဖို့ရှိကြောင်းသမ္မတရဲ့စီးပွားရေးအကြံပေးခွန်ကပြောပါတယ်။2016ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲအတွင်းတုန်းကတော့ဒီကမ္ဘာလုံးဆိုင်ရာပူနွေးမှုဟာလူတွေရဲ့စိတ်ကူးယဉ်ပြောကြားချက်တွေသာဖြစ်တယ်ဆိုပြီး Trump ကပြောကြားခဲ့ပူပါတယ်ရှင်။ပြည်ထောင်နိုင်ငံမန်ချက်စတာမြို့ဘုံခွဲတိုက်ခိုက်ခံရတဲ့အကြောင်းစုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်လို့အမေရိကန်သတင်းမီဒီယာတွေစီပေါက်ကြားခဲ့တဲ့အပေါ်လွန်စွာစိတ်အနှောက်အယှက်ဖြစ်ရကြောင်းနဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးပေါက်ကြားခဲ့တဲ့အချက်တွေကတော့ဘုံခွဲတိုက်ခိုက်သူအမည်နဲ့ရဲတွေရရှိထားတဲ့တပ်တွေအထောက်အထားဓာတ်ပုံတွေပါဝင်တာကြောင့်ပြည်ထောင်စုံစမ်းစစ်ဆေးသူတွေကဒေါသဖြစ်စေခဲ့တာဖြစ်ပြီးဒီအမေရိကန်နဲ့အချက်လက်မျှဝေတာတွေကိုလည်းကြာသပတေးနေ့ကစပြီးတော့ခဏတာဆိုင်းငံ့ထားလိုက်ပါတယ်။ဒီအရေးနဲ့ပတ်သက်ပြီးအပြေအဝပြန်လည်သုံးသပ်ဖို့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့တရားရုံးဌာနကိုပြောကြားထားတယ်လို့ကြာသပတေးနေ့ကဘရာဇီးမြို့မှာရောက်နေတဲ့သမ္မတထရန့်ကပြောကြားပါတယ်။ကာကွယ်ရေးနဲ့ထောက်လှမ်းရေးအချက်လက်တွေမျှဝေတာဟာယုံကြည်မှုအပေါ်တိစောက်ထားကြတာဖြစ်တယ်လို့မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ညီလာခံတက်ရောက်ဖို့ဘရာဇီးမှာရောက်နေတဲ့ပြည်ထောင်ဝန်ကြီးချုပ်ထရီဇာမေကလည်းပြောပါတယ်။အဲ့ဒီယုံကြည်မှုပေါ်အခြေခံပြီးတော့ထောက်လှမ်းရေးအချက်လက်တွေကိုစိတ်ချစွာမျှဝေခဲ့ကြတာဖြစ်တယ်လို့မေကပြောပါတယ်။ဒီအချက်လက်တွေဟာဘယ်သူစီကနေပေါက်ကြားခဲ့တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူးရှင်။အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်မှာ Coptic ခရစ်ယာန်တွေစီးနင်းလာတဲ့ဘတ်စကားတစ်စီးကိုတင်နသမားတွေကတိုက်ခိုက်တာကြောင့်လူပေါင်း23ဦးထပ်မံသေဆုံးပြီး25ဦးဒဏ်ရာရသွားပါတယ်။ကိုင်ရိုမြို့တောင်ပိုင်းမိုင်140အကွာမင်းနီယာဒေသကမန်နျူဖျားကျောင်းကိုသွားတဲ့လမ်းပေါ်မှာတိုက်ခိုက်ခံရတာဖြစ်တဲ့အကြောင်းဒီကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။တင်နသမား10ယောက်ကနေ10ယောက်လောက်ဟာစစ်ယူနီဖောင်းတွေဝတ်ပြီးတိုက်ခိုက်တာလို့မျက်မြင်သက်သေတွေကပြောကြားကြောင်းဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မွတ်စလင်တွေရဲ့ရမဒန်ဥပုသ်လအကြိုနေ့ကဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဘယ်သူမှသူတို့ရဲ့လက်ချက်ဖြစ်ကြောင်းပြောဆိုတာမျိုးတော့မရှိသေးပါဘူး။ဆိုင်နိုင်ကျွန်းဆွယ်ဒေသကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ IS အကြမ်းဖက်အဖွဲ့နဲ့ဆက်ဆက်လှုပ်ရှားနေသူစစ်သွေးကြွတွေကိုအီဂျစ်အစိုးရကနေနေတာဖြစ်ပြီးအဲ့ဒီအဖွဲ့တွေဟာရန်ခါမှာအီဂျစ်နိုင်ငံအတွင်းထိပါဒီဝင်ရောက်တိုက်ခိုက်လေရှိပါတယ်။အီဂျစ်နိုင်ငံမှာခရစ်ယာန်တွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေပြီးအေဘီလအတွင်းကဘုံနှလုံးပောက်ကွဲတိုက်ခိုက်မှုနဲ့ဒီဇင်ဘာလအတွင်းကိုင်ရိုမြို့ကခရစ်ယာန်ဘုရားကျောင်းတွေကိုတိုက်ခိုက်ရမှာလူ85ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာသူတို့လက်ချက်ဖြစ်ကြောင်း IS အဖွဲ့ကပြောထားပြီးတော့နောက်ထပ်တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့လည်းချိန်ချောက်ပြောဆိုထားပါတယ်ရှင်။နေပြည်တော်မှာကျင်းပနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံဒုတိယအကြိမ်ညီလာခံမှာတက်ရောက်လာတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့9ဖွဲ့နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဒီကနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO UWSA ဝအဖွဲ့NDAA မိုင်းလာအဖွဲ့ SSPP SSA မြောက်ပိုင်းရှမ်းအဖွဲ့တို့နဲ့ဒေါအောင်ဆန်းစုကြည်သူ့ရဲ့နေအိမ်မှာဒီကနေ့နေ့လယ်ပိုင်းမှာတွေ့ဆုံခဲ့ပြီးတော့ညနေပိုင်းမှာတော့ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းရေးညီလာခံမှာတက်ရောက်လာတဲ့ရခိုင်တပ်မတော် AA တအောင်းပလောင်အဖွဲ့ PSLF TNLA MNDAA ကိုကန့်အဖွဲ့တို့နဲ့ထပ်မံတွေ့ဆုံပါတယ်ငြိမ်းချမ်းရေးညီလာခံတွေမှာတွေ့ဆုံမှုတွေနဲ့ပတ်သက်လို့အစိုးရတာဝန်ရှိသူတွေဘက်ကတစုံတရာပြောဆိုတာမျိုးမရှိသေးပေမဲ့ UWSA ဝအဖွဲ့ကတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့သဘောထားတွေကိုတင်ပြခဲ့ကြောင်းတွေ့ဆုံမှုပြီးမှသတင်းနောက်တွေကိုပြောဆိုခဲ့တာပါဒါနဲ့
ဒါပေမဲ့လည်းဒီအစိုးရကတိုက်တွန်းနေတယ်လို့မျိုးတနိုင်ငံလုံးအတိုင်းအတာပြစ်ခတ်ရစဲရေး NCA လက်မှတ်ရေးထိုးပြီးမှဆွေးနွေးညှိနှိုင်းမှုတွေလုပ်မဲ့မူဝါဒကိုလက်ခံမှာမဟုတ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်မြန်မာအစိုးရကကျင်းပနေတဲ့စနေနေ့မှာအဆုံးသတ်မဲ့ငြိမ်းချမ်းရေးညီလာခံကိုတော့အစိုးရနဲ့ပြစ်ခတ်ရစဲရေးလက်မှတ်ထိုးမထားသေးတဲ့အဖွဲ့ပါဝင်တဲ့ဒီညီညွတ်သောတိုင်းသားလူမျိုးများ Federal Council UNFC ကဒန်းတူညီမျှရေးဆွေးနွေးခွင့်ရှိမှာမဟုတ်ဘူးဆိုပြီးတော့ဒီညီလာခံကိုမတက်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမင်နာနာကိုကျွန်းကိုဒီသတင်းပတ်အစောပိုင်းမှာထိန်းချုပ်ထားတဲ့အစ္စလာမစ်စစ်သွေးကြွတွေထဲမှာနိုင်ငံသားတွေပါဝင်တယ်လို့ဖိလစ်ပိုင်အစိုးရကပြောပါတယ်။မင်နာနာကိုမှာဖြစ်ပျက်ခဲ့တာဟာဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ပုံကန်ထကြွမှုမဟုတ်တော့ဘဲနိုင်ငံခြားကတိုက်ခိုက်ရေးသမားတွေရဲ့ကျူးကျော်မှုအဖြစ်ပြောင်းလဲသွားပြီလို့ရှင်းနေချုပ်ဟိုဆေခါလီဒါကဒီကနေ့တောက်ကြနေမှာပြောပါတယ်။မလေးရှား၊အင်ဒိုနီးရှားနဲ့စင်ကာပူနဲ့ဒီတခြားနိုင်ငံကတိုက်ခိုက်ရေးသမားတွေလည်းမာရာဝီမြို့ထဲမှာရှိနေတယ်လို့သူကပြောပါတယ်။မင်နာနာကိုကျွန်းကို IS အန်ချန်ဖဲသမားတို့ရဲ့ဒီနေမြေတစ်ခုဖြစ်တည်ထောင်ဖို့ဂျီဟာတို့ကလှုပ်ဆော်လိုက်တာဖြစ်တယ်လို့လည်းခါလီဒါကပြောပါတယ်မင်နာနာကိုကျွန်းပေါ်ကအစ္စလာမစ်အစွန်းရောက်တွေကိုစတင်ရှင်းလင်းဖို့ဖိလစ်ပိုင်အစိုးရတပ်တွေကြာသပတေးနေ့မှာဝင်ရောက်ခဲ့ပါတယ်ပြစ်ခတ်မှုတွေပောက်ကွဲတံတွေကြားမှာပဲဖိလစ်ပိုင်စစ်တပ်ကရဟတ်ယာဉ်နှစင်းမြို့ရင်းပြန်တန်းလာပြီးတော့ခေါမိုးပေါ်တွေမှာနေရာယူခဲ့ကြသလိုတန်ချကကားတွေလည်းမြို့ရင်းကိုဝင်လာခဲ့ကြတာပါလူဦးရေနဲ့သိန်းလောက်ရှိတဲ့မလီဒါမြို့ကဒေသခံတွေကတော့ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်မကြသေးခင်ကတိုက်ပွဲတစ်ခုအတွင်းရရှိခဲ့တဲ့ဒဏ်ရာကိုကုသပြီးမြို့ရင်းမှာအနားယူနေတယ်လို့အာဏာပိုင်တွေကယူဆထားတဲ့ဆွေးနွေးကြခေါင်းဆောင်အစ်နီလွန်ဟာဘီလွန်ကိုဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့တွေဖမ်းဆီးဖို့ကြိုးပမ်းရာကအင်္ဂါနေ့နောက်ပိုင်းမှာတိုက်ပွဲတွေစတင်ခဲ့တာပါတိုက်ခိုက်မှုအတွင်းအစိုးရစစ်သား12ဦးထက်မနည်းဒီကြဆုံးသွားပြီးတော့စစ်သွေးကြွ31ယောက်တည်ဆုံခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဒီသတင်းပါအတွင်းထိုင်ဝမ်ကျွန်းကလင်တူချစ်သူတွေလက်ထပိုင်ခွင့်နဲ့ပတ်သက်တဲ့ဥပဒေကြောင်းအရတမိုင်းဝင်ဆုံးဖြတ်ချက်ကြောင့်အာရှတဝမ်းမှာရှိကြတဲ့ LGBT လင်တူချစ်သူအရေးတက်ကြွလှုပ်ရှားသူတွေအတွက်အားတက်စရာတစ်ခုဖြစ်ပေမဲ့ဘာသာရေးထုံးတမ်းစဉ်လာအာဏာရှင်အစိုးရတို့ရဲ့တားမြစ်ချက်တွေကိုတော့နေရာတော်များများမှာတွန်းလှန်ကြရအောင်မှာဖြစ်ပါတယ်။ထိုင်ဝမ်တရားဥပဒေဟာလင်တူချစ်သူစုံတွဲတွေဒန်းတူညီမျှမှုအခွင့်အရေးနဲ့လွတ်လပ်စွာထိမ်းမြလက်ထခွင့်အတွက်အကာအကွယ်ပေးဖို့ပြက်ကွက်ခဲ့တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရားသူကြီးတို့ကဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့ပါတယ်။ဒါကြောင့်အမျိုးသားအချင်းချင်းဖြစ်ဖြစ်ဒီအမျိုးသမီးအချင်းချင်းဖြစ်ဖြစ်လင်တူချင်းလက်ထပ်ခွင့်ရဖို့အတွက်ဥပဒေကိုလာမယ့်နှစ်မှာပြန်လည်ညှိနှိုင်းပြင်ဆင်ဖို့တရားရုံးကလွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။ဒီဥပဒေကိုပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်အာရှမှာထိုင်ဝမ်ဟာပထမဦးဆုံးလင်တူချစ်သူထိမ်းမြလက်ထပ်ခွင့်ပြုတဲ့နေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။အာရှဒေသအပြင်မှာကမ္ဘာနိုင်ငံတွေမှာလင်တူချစ်သူတွေကိုလက်ထပ်ခွင့်ပြုတဲ့နိုင်ငံပေါင်း20နဲ့အတူဖြစ်လာမှာဖြစ်ပါတယ်။ထိုင်ဝမ်အခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကြောင့်ဒန်းတူညီမျှစွာထိမ်းမြလက်ထပ်ခွင့်အတွက်ထောက်ခံတွန်းအားပေးခဲ့ကြတဲ့တခြားအာရှဒေသအတွင်းကဒီ LGBT လင်တူချစ်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေပိုပြီးစိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်ရှင်။အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တော်ကဘုံဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်တယ်လို့တန်တရားရှိသူ3ဦးကိုဒီကနေ့တောက်ကြနေ့မှာဖမ်းဆီးလိုက်ကြောင်းအင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောပါတယ်။လုံခြုံရေးရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးသွားပြီး12ဦးဒဏ်ရာရသွားတဲ့ဘတ်စကားဂိတ်ကဘုံခွဲတိုက်ခိုက်မှုဟာသူတို့လက်ချက်ဖြစ်တဲ့ဆိုပြီးစစ်သွေးကြွတွေကပြောဆိုထားတာပါ။2016ခုနှစ်ဇွန်လကအကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းဒါဟာလူအသေးပြောက်အများဆုံးဖြစ်ပါတယ်။ဒီဂျကာတာမြို့တိုက်ခိုက်မှုမှာလူ8ဦးသေဆုံးပြီးအဲ့ဒီထက်က4ဦးဟာအကြမ်းဖက်သမားတွေဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့ကဘုံခွဲတိုက်ခိုက်ရာနေရာကိုတွားရောက်ကြည့်ရှုခဲ့တဲ့သမ္မတဂျိုကိုဝီဒိုဒိုကနောက်ထပ်အကြမ်းဖက်တိုက်ခိုက်လာမှုကိုရှောင်ရှားဖို့အကြမ်းဖက်မှုတားဆီးရေးဥပဒေကိုတိုးချဲ့ပြဋ္ဌာန်းသွားဖို့လိုအပ်တယ်လို့သတင်းစာရှင်းလင်းပွဲအတွင်းမှာပြောကြားသွားပါတယ်။အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြောင်းလဲရေးဆွဲအတည်ပြုဖို့2003ခုနှစ်ကလွှတ်တော်မှာတင်သွင်းခဲ့ပေမဲ့လူတိုးချင်းစီရဲ့အခွင့်အရေးကိုထိခိုက်မှစိုးရိမ်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အတိုက်အခံပါတီဝင်လွှတ်တော်အမတ်တွေကကန့်ကွက်တာကြောင့်အခုထိအတည်မပြုနိုင်သေးပါဘူးရှင်။တရုတ်နိုင်ငံကြည်လင်းပြည်နယ်အရှေ့မြောက်ချမ်းရန်ကြည်မြို့မှာတွေ့ရှိထားတဲ့ဒိုင်နိုဆောကြောက်ဖြစ်ရုပ်ကျွင်းတွေကိုတရုတ်သိပ္ပံအကယ်ဒမီ CAS အဖွဲ့ကဒီကနေ့တောက်ကြနေ့မှာစတင်တူးဖော်ကြပါတယ်။ဒါဟာကမ္ဘာပေါ်ကခေတ်မီတဲ့မြို့ပြဒေသမှာတွေ့ရှိတူးဖော်တဲ့တစ်ခုထဲသောဒိုင်နိုဆောကြောက်ဖြစ်ရုပ်ကျွင်းအုပ်စုကြီးတစ်စုလည်းဖြစ်ပါတယ်။စတုရန်ကီလိုမီတာ30အကျယ်ဝန်းအတွင်းဒီကြောက်ဖြစ်ရုပ်ကျွင်းတွေကိုတူးဖော်တွေ့ရှိလိမ့်မယ်လို့လည်းခန့်မှန်းထားပါတယ်။ဒါဟာရန်ကြည်မြို့မှာပထမဦးဆုံးတွေ့ရှိတဲ့ဒိုင်နိုဆောကြောက်ဖြစ်ရုပ်ကျွင်းတွေလည်းဖြစ်ပါတယ်။တိုးဖော်မှုပြုလုပ်တဲ့နေရာပေါ်ကဘူမိဗေဒတိုင်းထွာချက်အရလွန်ခဲ့တဲ့နှစ်ပေါင်းတန်း100နီးပါးကလေးကဒီနေရာစတင်တည်ရှိခဲ့တာဖြစ်တယ်လို့ CAS အဖွဲ့ကကျွမ်းကျင်ပညာရှင်တွေကပြောပါတယ်။လေ့လာချက်အရဒီဒိုင်နိုဆောတွေဟာဆိုထိုင်းပူနွေးတဲ့ရာသီဥတုမှာနေထိုင်ကြတာကိုတွေ့ကြရသလိုအဲ့ဒီအချိန်တုန်းကဒီနေရာမှာအတူတကွနေထိုင်ကြတဲ့ဒိုင်နိုဆောအမျိုးအစား6မျိုးရှိတယ်လို့လည်း CAS အဖွဲ့သိပ္ပံဆိုင်ရာသုတေသနပညာရှင်ကျန်းလီကျောင်းကပြောပါတယ်ရှင်။
ဆက်လက်ပြီးသတင်းဆောင်ပါတွေကိုတင်ပြပေးပါမယ်။ American သမ္မတ Donald Trump နဲ့ဝေဖန်သူတချို့ကခေတ်နောက်ကျနေပြီလို့ဝေဖန်ခဲ့မှုတဲ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ NATO ဌာနချုပ်ကိုခေတ်သစ်ပုံစံဆောက်လုပ်ထားတဲ့အဆောက်အဦသစ်ကိုပြောင်းရွှေ့လိုက်ပါပြီ။မကြာသေးခင်တုန်းကဥရောပတလွှားကြုံခဲ့ရတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ဥရောပခေါင်းဆောင်တွေစိတ်မသက်မသာဖြစ်နေချိန်မှာအသွင်သစ်နဲ့တွေ့မြင်ကြရတဲ့ NATO ဌာနချုပ်မှာကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးမှာမဟာမိတ်အဖွဲ့ကြီးတွေရဲ့အနာဂတ်အတွက်ဆွေးနွေးခဲ့ကြတာပါ။ VOA သတင်းတောက် Louis Ramay ရဲ့သတင်းဆောင်ပါကိုတော့ကိုအောင်လွင်ကပြောပြပေးမှာပါရှင်။ နေတိုးထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတဘာပြောမလဲဆိုပြီးမဟာမိတ်ဖွဲ့ဝင်ခေါင်းဆောင်တွေဆစ်လူရှာနေချိန်မှာပဲတော်ပြောင်ပြောင်ဌာနချုပ်အဆောက်အဦတစ်ကိုရောက်လာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ရှင်ရှင်ပြပြဖြစ်နေတာတွေ့ရပါတယ် And I never asked once. နေတိုးဌာနချုပ်အတွက်ဘယ်လောက်ကုန်တယ်လဲကျွန်တော်တခါမှမမေးပါဘူးမေးမှလည်းမဟုတ်ပါဘူးဒါပေမဲ့တော်တော်လှပါတယ်ဒေါ်လာတန်ပေါင်း1900ကုန်ကျတဲ့ရုံးချုပ်အသစ်မှာတော့နေတိုးမဟာမိတ်ဖွဲ့ရဲ့သမိုင်းကြောင်းနဲ့အနာဂတ်ရဲ့ပုံရိပ်တွေပြည့်နေနေပါတယ်။စီးခင်နောက်ပိုင်းလွတ်လပ်တဲ့ဥရောပကိုပြန်လည်စုစည်းနိုင်ခဲ့တဲ့သင်္ကေတတစ်ခုဖြစ်ဘာလင်တိုင်းဟောင်းတစ်ပိုင်းတစ်စကိုလည်းတွေ့ကြရမှာပါ။အမေရိကန်ပြည်ထောင်စုမှာ2001ခုနှစ်စက်တင်ဘာ17ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နယူးယောက်ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦမျှော်စင်ညီနောင်ကအပျက်စီးပိုင်းစာဆိုရင်လည်းအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဟာ21ရာစုခေတ်နေတိုးဖွဲ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်လာတာကိုပေါ်ညွှန်းနေတာပါ။အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးသမ္မတထရန့်ရဲ့သဘောထားကိုတော့နေတိုးတွင်မှုချုပ်ယန်စတိုဒန်ဘက်ကလည်းထောက်ခံပြောဆိုသွားပါတယ် President Trump စက်တင်ဘာ17ရက်အဖြစ်အပျက်နဲ့နေတိုးသဘောတူညီချက်အပိုင်9တို့ကိုသမ္မတထရန့်ရည်ညွှန်းခဲ့တာဟာနေတိုးရဲ့သွေးစည်းညီညွတ်မှုနဲ့အကြမ်းဖက်ဝါဒစုပေါင်းတိုက်ဖျက်မှုရဲ့အရေးပါမှုတွေကိုသတိပေးရရောက်ပါတယ်အကျန်းဖက်ဝါဒတံပြန်တက်ဖြစ်ရေးလက်တွေ့အစီအစဉ်တစ်ခုချမှတ်ဖို့ထောက်လှမ်းရေးသတင်းတွေအပြန်အလှန်ဖလှယ်ဖို့လဲနေတိုးကောင်းဆောင်တွေကြားသဘောတူခဲ့ကြတာပါထိပ်သီးကောင်းဆောင်တွေရဲ့တွေ့ဆုံမှုအခင်းချင်းဟာမျှော်လင့်ထားတဲ့ပိုကောင်းနေတဲ့အတွက်လဲအကောင်းဆုံးအောင်မြင်မှုလို့တော့ကာနေဂီဥရောပအဖွဲ့ကဥရောပရေးရာကျွမ်းကျင်သူဂျူရီတမ်ဆေကမြင်ပါတယ် အစည်းအဝေးမှာအခြေအနေတွေတိုးတက်နိုင်တယ်လို့ယူဆပါတယ်သမ္မတထရမ့်လာမယ့်ကိစ္စအတွက်ဥရောပမှာအင်မတန်မှစိတ်လှုပ်ရှားနေကြတာပါအခုရောက်လာတဲ့အချိန်မှာတတရရအခြေအနေတွေလည်းတွေ့နေရပါတယ်ဌာနချုပ်အသစ်ကလည်းနေတိုးအဖွဲ့ကြီးဆက်လက်တည်မြဲနေဦးမယ်ဆိုတာကိုရောင်ပြန်ဟနေပါတယ်နေတိုးရုံးချုပ်ရဲ့အတွင်တရန်ဟာမာမိတ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေထပ်မံဆီးလို့မကြခင်ဆုံးဖြတ်ပွဲရှိနေတဲ့အာဖဂန်နစ္စတန်လိုတိုင်းပြည်မျိုးတွေကချင်းချောက်မှုတွေကိုရင်ဆိုင်နိုင်မှုအသင့်အနေထားမှာရှိနေတာကိုလည်းပြသရရောက်နေပါတယ်လုံခြုံရေးအတွက်ချင်းချောက်မှုအန်ဒီရီနဲ့ပတ်သက်လို့သမ္မတထရန့်ပြောခဲ့တဲ့အထက်မှာတော့ရုရှားနိုင်ငံလည်းပါဝင်ခဲ့တာပါဒီကိစ္စတွေအားလုံးကိုတော့မကြာခင်ရက်တွေအတွင်းအီတလီနိုင်ငံမှာကျင်းပဖို့ရှိနေတဲ့စက်မှုထိပ်သီး9နိုင်ငံ G7 ညီလာခံကိုတက်ရောက်ကြမဲ့နေတိုးအဖွဲ့ဝင်ခေါင်းဆောင်တချို့ကဆက်လက်ဆွေးနွေးကြလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်ခင်ဗျာအမေရိကန်ပြည်ထောင်စုမှာပြည်ပနိုင်ငံကအကြမ်းဖက်အဖွဲ့တွေဝင်ပြီးတိုက်ခိုက်တာမျိုးဖြစ်နိုင်ခြေနည်းပေမဲ့ဂျီဟာဒီအကြမ်းဖက်အဖွဲ့ IS အဖွဲ့တွေရဲ့တိုက်ခိုက်လာနိုင်တဲ့အန်ဒီရဲကိုစိုးရိမ်မှုတွေကတော့ရှိနေပါတယ် Wisconsin ပြည်နယ် Boscobel မြို့ကနေ Deepak to Health တင်ပေးပို့ထားတာကိုကိုညနိုင်ကတင်ပြပေးပါလိမ့်မယ်ရှင်ဒေသခံကုန်ကားဒရိုင်ဘာဒေါ့ချ်မစ်ကသူငယ်ကအိမ်ကြီးနေအိမ်တိမ်ဝင်တိမ်ထွက်လွတ်လွတ်လပ်လပ်သွားလေတာအပြင်ထွက်လေခဲ့တာတွေမှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မဲ့အန်ဒီရဲစိုးရိမ်စရာမရှိခဲ့တဲ့အကြောင်းပြန်ပြောပါတယ် that wasn't on the back of our mind အခုဟာကပြန့်နှံ့နေပါတယ်ကျွန်တော်ဆိုလိုတာကဒီမှာလဲရောက်နေတယ် IS အဖွဲ့ဝင်တွေအမေရိကထဲမှာဒီနေ့ရှိတယ်လို့ကျွန်တော်ယုံတယ်ဘယ်သူတွေလဲဘယ်မှာလဲတော့ကျွန်တော်လည်းမသိဘူးဖလော်ရီဒါတို့ကယ်လီဖိုးနီးယားတို့မှာဆေးရုံတွေအရက်ဆိုင်တွေလည်းပေါ်လာတယ်လို့ရုတ်တရက်ဝင်လာနိုင်တယ်လေWisconsin ပြည်နယ် Boscobel မြို့ကလူတွေကြားမှာဒီလိုစိုးရိမ်စိတ်ပျောက်သွားတဲ့ပုံမရှိပါဘူး။ American ပြည်ထောင်စုမှာရဲရရှိကတပ်တာတဲ့ပြည်ပနိုင်ငံမှာမွေးတဲ့အကြမ်းဖက်သမားရဲ့တပ်တာကိုခံရနိုင်ခြေ9ဆပိုများတယ်လို့လည်းခန့်မှန်းကြပါတယ်။ဒီလိုအကြမ်းဖက်မှုမျိုးတွေအကုန်လုံးဒီပါမျိုးကြီးတွေမှာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်နေသားတွေကိုတင်းကျပ်ဖို့တိုက်တွန်းတာတွေရှိလာတာဖြစ်ပါတယ်။ Todd Schmidt ကတော့အခုလိုပြောပါတယ် Much as we'd love to see more peopleဒီနိုင်ငံကကြီးမြတ်တဲ့နိုင်ငံဖြစ်တဲ့အတွက်လူတွေလာကြတာကိုမြင်ကျင်တဲ့တစ်ချိန်တည်းမှာလဲစိုးရိမ်မှုတွေကရှိနေပါတယ်။ဒါပေမဲ့မလောကြပါနဲ့ဒီလူတွေကိုသေချာစီစစ်ဖို့တော့လိုပါတယ်။သူတို့ဘယ်သူတွေလဲဘဲကလာတယ်လဲဘာရည်ရွယ်ချက်တွေရှိတယ်လဲဆိုတာပါ။ဒါပေမဲ့နိုင်ငံတော်အဆင့်မှာလုပ်တယ်လို့အားလုံးကိုတင်ကြုံပြီးပိတ်ပင်တာမျိုးတော့မဖြစ်စေချင်ဘူးလို့ Schmidt ကပြောပါတယ် Watching who comes in and outဘယ်သူတွေလာတယ်ထွက်တယ်ဆိုတာစောင့်ကြည့်တဲ့နေရာမှာသေချာလောက်ကင်ဖို့လိုပါတယ်လူအများစုကဒီကိုလာတာကကျွန်တော်တို့မိသားစုတွေအမေရိကန်တွေကိုတတ်ဖို့လာတာမဟုတ်ပါဘူးလက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုပို့ပြီးထိထိရောက်ရောက်ဂိုင်းတွဲရေးယူတာမျိုးကိုပဲလိုချင်တယ်လို့ Todd Schmidt ကပြောဆိုသွားပါတယ်ခင်ဗျာ VOA မြန်မာပိုင်းရဲ့ရုပ်မြင်သံကြားအစီအစဉ်ကိုမြန်မာစံတော်ချိန်နေ့စဉ်ည9:00နာရီတိုင်းမှာ
ဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေမျက်မှောက်ရေးရာအားကစားနဲ့ကျန်းမာရေးသိပ္ပံနဲ့နည်းပညာဂီတအနည်းပညာဖျော်ဖြေရေးနဲ့အင်္ဂလိပ်စာသင်ခန်းစာတွေကိုရှုစားကြရမှာပါ။ဒါအပြင်တပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုစနေတနင်္ဂနွေမှာထုတ်လွှင့်နေတဲ့ရုပ်မြင်သံကြားမဂ္ဂဇင်းအစီအစဉ်မှာပြန်လည်တင်ဆက်ပေးနေပါတယ်။ရုပ်မြင်သံကြားအစီအစဉ်တွေကို Asia Set 7 ဂျိုဒူကနေထုတ်လွှင့်နေတာပါ။ဖော်ပြပါဂျိုဒူစလောင်းအချက်လက်တွေအတိုင်းနေရာမရွေးဖမ်းယူကြည့်ရှုနိုင်ပါတယ်။အစီအစဉ်တွေကိုနေပိုင်းရောညပိုင်းမှာပါအကြိမ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပြီးဝေဖန်အကြံပေးမယ်ဆိုရင် burmese@voanews.com email ကိုပေးပို့နိုင်ပါတယ်။ VOA မြန်မာပိုင်းရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုရှုစားအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။ပြီးခဲ့တဲ့နှစ်အတွင်းအမေရိကန်ပြည်ထောင်စုမှာသတင်းမှဖြန့်တဲ့ website တွေနိုင်ငံရေးအရာဖြစ်ဖြစ်တခါတလေစီးပွားရေးအကျိုးအတွက်ဖြစ်ဖြစ်လူတွေကိုစိတ်ခံစားချက်တွေသွေးထိုးပေးပြီးအချက်လက်မပါတဲ့သတင်းတွေများလာခဲ့ပါတယ်။ဒီလိုသတင်းမှားတွေပေါ် Illinois ပြည်နယ်မော့ခါရိုကဒေသခံတွေဘယ်လိုတုံ့ပြန်ကြပါသလဲ။ VOA သတင်းတောက် Deepak Johal သတင်းပေးပို့ထားတာကိုဦးသိန်းထိုက်ကတင်ပြပေးပါလိမ့်မယ်ရှင်။ Mississippi မြစ်ရဲ့အထက်ဘက်ကမ်းခြေသူတို့မြို့လေးမှာအရင်တော့မဖြစ်ခဲ့ဘူးတာတွေကိုကြုံနေရပြီလို့ Myra Democrat သတင်းစာထုတ်ဝေသူ Editor Bob Wilson ကပြောပါတယ်။ I would say that people that I interact with လူတွေနဲ့ပြောဆိုဆက်ဆံကြည့်သလောက်ဒီဒေသခံလူအဖွဲ့အစည်းလူတော်တော်များများကရေဘူးရအဖြစ်ဘာကိုမှမယုံတော့တဲ့သဘောထားတွေရှိနေတာတွေ့ရပါတယ်။ Bob Wilson ကဒီအခရာကျတဲ့မြို့လေးမှာဒေသခံသတင်းစာကိုထုတ်ဝေသူပါ။ Mount Carlo မြို့လေးဟာသတင်းပေါင်းစုံနဲ့အမေရိကန်ကမ်းခြေတွေကမြို့ကြီးတွေနဲ့အလံဝေကောင်းဝေးနိုင်ပါတယ်။ဒါပေမဲ့လည်းသတင်းမှားတွေဖြတ်နေတာကိုလက်ခံနိုင်တဲ့အလေးထားတော့မရှိဘူးလို့ Editor Bob Wilson ကအခုလိုပြောပါတယ်။ So because they're not believing what's coming out on social media, they're also not လူမှုကွန်ရက်တွေမှာပါတဲ့သတင်းတွေကိုလူတွေကမယုံတော့အခြားအမျိုးသားသတင်းဌာနတွေကထုတ်လွှင့်ချက်တွေအမျိုးသားသတင်းကွန်ရက်တွေနဲ့ပင်မသတင်းစာကြီးတွေဖြစ်တဲ့ New York Times တို့ Washington Post တို့ Chicago Tribune တို့ကရေးတာတွေကိုလည်းမယုံတော့ပါဘူး။ဒါတွေကိုလည်းတန်တရားရှိလာကြပါတယ်။ဒီလိုသတင်းတွေပေါ်တန်တရားဖြစ်စရာတွေရှိနေတယ်ဆိုတာကိုသမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောဆိုထားပြီးဒေသခံတွေတော်တော်များများထရန့်ကိုထောက်ခံနေကြတာလည်းတွေ့ရပါတယ်။သမ္မတထရန့်ကသူ့ကိုဝေဖန်ရေးသားတဲ့သတင်းတွေကိုသတင်းမှားတွေလို့တခါဆွဆွဲတာကြောင့်အခြေခိုင်တဲ့ပင်မသတင်းဌာနတွေနဲ့နိုင်ငံရေးစီးပွားရေးကျိုးအတွက်လိမ်ညာနေတဲ့သတင်းဌာနတွေကိုရောထွေးသွားစေခဲ့ပါတယ်။ I have people who joke with me and say, "Oh, is that fake news?" ကျွန်တော်တို့တွေ့ရင်ဒေါ်နယ်ထရန့်ပြောခဲ့သလိုမျိုးနောက်ကြတယ်။ Bob ဒါကသတင်းမှားတွေလား။အခြားနေရာကလာတဲ့အချက်လက်တွေမဟုတ်ဘူးလို့ဘယ်လိုသိနိုင်မလဲဆိုတာမျိုးပေါ့။နှစ်ပေါင်းများစွာသတင်းစာလုပ်ငန်းလုပ်ငန်းသူ Bob ရဲ့သတင်းစာကအခုထိတော့ဒေသခံသတင်းတွေကိုပဲအဓိကရေးတာပါ။ဒါပေမဲ့လည်းသတင်းမှားတွေဆိုပြီးခေါင်းစဉ်တက်ရင်သတင်းဌာနတွေကိုနှိမ့်ချပြောဆိုတဲ့ရိုက်ခတ်မှုတန်ကိုတော့ခံရတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ဒါကလူတွေတွေးနေကြတဲ့ပုံစံမှာသူတို့ကဒီလိုတွေးနေကြတယ်ဘယ်တိုင်းဓာတိဆိုတာတော့သိမှမဟုတ်ပေမဲ့ဒီလမ်းကြောင်းကိုဥတည်နေတာမျိုးခံစားမိတယ်ဆိုပြီး Myra Democrat သတင်းစာ Editor Paul Wilson ကပြောဆိုသွားပါတယ်ခင်ဗျာအမေရိကန်ပြည်ထောင်စုတဝန်းမှာ1986ခုနှစ်အမေရိကန်တော်လှန်ရေးကာလဒီဘက်ခေတ်ဒီအာဖဂန်စစ်ပွဲအရှေ့အလယ်ပိုင်းဒေသစစ်ပွဲအထိခေတ်ဆက်ဆက်ကြဆုံခဲ့တဲ့စစ်တီတွေအတွက်အောက်မေ့ပွဲအထိမ်းအမှတ်အပိတ်မှန်တွေဆောက်လုပ်ထားပါတယ်။ဝါရှင်တန်မြို့တော်မှာလည်းဒီလိုအပိတ်မှန်တွေရှိပါတယ်။လာမယ့်တနင်္လာနေ့ကြဆုံစစ်တီအောက်မေ့ပွဲအထိမ်းအမှတ်နေ့မှာဒီအမှတ်တရအပိတ်မှန်တွေအကြောင်း Fifth Lavidas သတင်းပေးပို့ထားတာကိုကိုညံဝဲအောင်ကတင်ပြပေးပါလိမ့်မယ်ရှင်။အမေရိကန်တဝန်းမှာထင်ရှားတဲ့ကြာဆုံးစစ်သည်အောက်မေ့ပွဲဗိမာန်တရားစင်ကျော်ရှိပါတယ်။အထင်ရှားဆုံးကတော့အမေရိကန်မရင်းတပ်ဖွဲ့ဝင်တွေ1945ခုဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံအီအိုဂျီမာကျွန်းပေါ်မှာအလံကိုစိုက်ထူနေတဲ့ပုံမှာစစ်အတွင်းရိုက်ခဲ့တဲ့တကယ်တပ်ပုံကိုကြောက်ထုအဖြစ်ပြန်ပြီးထုစစ်ထားတာဖြစ်ပါတယ်။1985ခုနှစ်နောက်ပိုင်းကြာဆုံးခဲ့တဲ့အမေရိကန်မရင်းတပ်ဖွဲ့ဝင်တွေအတွက်အောက်မေ့ပွဲအထိမ်းအမှတ်ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကြာဆုံးစစ်သည်အထိမ်းအမှတ်အမျိုးသားရင်ပြင်မှာတော့အကြီးမြတ်ဆုံးမျိုးဆက်လို့တင်စားခေါ်တဲ့အမေရိကန်စစ်သည်တွေအတွက်အမှတ်တရဘိသုကာလက်ရာကိုတခြားနေရာနဲ့မတူအောင်ထုစစ်ထားပါတယ်။ကျောင်းနေရန်ပေါ်ကအစာတွေကနိုင်ငံရဲ့ညီညွတ်မှုကိုရည်ညွှန်းဖွဲ့ဆိုသလိုဒုတိယကမ္ဘာစစ်အတွင်းကြာဆုံးခဲ့တဲ့အမေရိကန်စစ်သည်4သိန်းကျော်အတွက်ကိုစားပြုတဲ့ရွှေရောင်ကျဲ4တောက်ကိုနိုင်ငံမှာကတ်ထားပါတယ်။နောက်ထပ်သူရဲကောင်းဗိမာန်ကတော့အမေရိကန်စစ်သား98,000ကျော်ကြာဆုံးခဲ့ရပြီးတိုင်းပြည်တွင်းသဘောထားကွဲစေခဲ့တဲ့ဗီယက်နမ်စစ်ပွဲအထိမ်းအမှတ်အတွက်ဆောက်လုပ်ထားတာပါ။အနက်ရောင်ကြောက်ပြားပေါ်မှာနာမည်တွေရေးထားတဲ့ဒီအောက်မေ့ပွဲဗိမာန်ဟာ1982ခုပြီးကာစကအငင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုမှာဩဇာကြီးပြီးတန်းနဲ့ချီတဲ့လူတွေနှစ်စဉ်လာရောက်လဲပတ်ပြီးပန်းတွေအမှတ်တရစာတိုတွေနဲ့ဓာတ်ပုံတွေချထားလေးရှိတဲ့အမှတ်တရဗိမာန်ဖြစ်ပါတယ်။
ကိုရီးယားစစ်ပွဲအမှတ်တရရုပ်ထုတွေကလည်းအခြားသူရဲကောင်းဗိမာန်တွေနဲ့မတူပါဘူးကြီးတပ်ရေတပ်နဲ့လေတပ်မရင်းတပ်ဖွဲ့ဝင်တွေရဲ့ရုပ်ထုတွေကြားမှာ6ပေလောက်မြင့်တဲ့ရုပ်ထု19ခုကိုခြာထားသလိုကိုရီးယားလယ်ကွင်းတွေကိုညီညွတ်တဲ့ granite ကြောက်ပြားတွေကြားမှာချီတက်နေတဲ့ပုံပါရောင်မြန်ထနေတဲ့ရေကန်နဲ့အတူ3နှစ်ကြာစစ်ပွဲအတွင်းတေဆုံးခဲ့တဲ့အမေရိကန်စစ်သည်တွေရဲ့နာမည်တွေကိုကြောက်ပြားမှာမှတ်တမ်းထိုးထားပါတယ်ခုံးနေတဲ့တန်ကွေးချောင်း3ခုမိုးကုတ်စဝိုင်းကိုထိုးပေါက်ပြီးကောင်းကင်ထဲခွဲတက်နေတဲ့ပုံကလေရင်မြန်တွေကိုရည်ညွှန်းပါတယ်ဘယ်စစ်ပွဲဆိုတာမျိုးတိတိကျကျရည်ညွှန်းတာမဟုတ်ပဲအမေရိကန်လေတပ်တိုက်ခတ်ရေးလေတပ်အဖွဲ့ဝင်အားလုံးကိုဂုဏ်ပြုပြီးဆောက်လုပ်ထားတာပါဒီအမှတ်တရဗိမာန်အားလုံးကသူ့အဓိပ္ပာယ်နဲ့သူအထူးပြုပြီးကြာဆုံးစစ်သည်တွေအတွက်ဂုဏ်ပြုဆောက်လုပ်ထားကြတာဖြစ်ပါတယ်ခင်ဗျာ VOA TV သတင်းလွှာအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်အခုကမ္ဘာသတင်းမီဒီယာတချို့မှာဖော်ပြကြတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းဆောင်ပါတချို့ကိုနန်းလောင်ကအကောက်နှုတ်တင်ပြပေးပါလိမ့်မယ်ရှင်မင်္ဂလာပါရှင်မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ထဲကတရုတ်လက်ချက်ဆိုတဲ့ကောင်းစဉ်နဲ့ The ARD မှာရေးသားထားတာကိုဥစွာတင်ပြလိုပါတယ်21ရာစုပင်လုံးဒုတိယညီလာခံကိုမကျင်းပခင်မှာပဲတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတိတ်ပေါ်လွင်နေပါတယ်တရုတ်အထူးကိုယ်စားလှယ်ဆွန်ကိုဂျင်ဟာမြန်မာနိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်စစ်တပ်အကြီးအကဲနဲ့အင်အားကြီးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားခောက်တုံခောက်ပြန်လျှို့ဝှက်သွားရောက်နေခဲ့ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကလည်းဒေါ်အောင်ဆန်းစုကြည်ကာချုပ်ဒေါက်တာတင်မျိုးဝင်းတို့နဲ့တီချတွေ့ဆုံခဲ့တယ်လို့သိရပါတယ်အလားတူစွာပဲကာကွယ်ရေးဦးစီးချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့လည်းနေပြည်တော်မှာမကြာခင်ကဆွေးနွေးခဲ့ကြတယ်ဆိုပေမဲ့လူသိရှင်ကြားတော့မထုတ်ပြန်ခဲ့ပါဘူးတရုတ်ကမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုငြိမ်းချမ်းရေးညီလာခံတက်ဖို့ထပ်တလဲလဲတိုက်တွန်းခဲ့သလိုစစ်တပ်ကိုလည်း MNDAA ကိုကန်တပ်ဖွဲ့ AA ရခိုင်တပ်မတော် TNLA တအောင်းပလောင်အဖွဲ့တို့ကိုငြိမ်းချမ်းရေးညီလာခံဖိတ်ကြားဖို့တိုက်တွန်းခဲ့ပါတယ်။အရင်တုန်းကဖိတ်ကြားခြင်းမခံခဲ့ရတဲ့ဒီအဖွဲ့၃ဖွဲ့တို့ငြိမ်းချမ်းရေးညီလာခံတက်မယ်ဆိုတဲ့ကိစ္စကိုအောင်မြင်မှုတရက်အဖြစ်မြင်နိုင်ပါတယ်။ဒီကိစ္စကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဘာကြောင့်သဘောတူညီလိုက်တယ်လဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။သူတို့မြောက်ပိုင်းအဖွဲ့9ဖွဲ့ဟာတရုတ်စီစဉ်ပေးတဲ့လေရင်နဲ့နေပြည်တော်ကိုဆက်ရောက်လာကြတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့မြန်မာတွေနဲ့အတူတရုတ်တန်ယုံကတန်တမန်အရာရှိကြီးတူလည်းတွားရောက်ကြိုဆိုခဲ့ပါတယ်။ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကောင်းဆောင်တွေနဲ့ကူမင်းမှာတွေ့ဆုံစဉ်တုန်းကတရုတ်အထူးကိုယ်စားလှယ်ကတရုတ်နိုင်ငံဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးထွန်းကားဖို့လိုလားတယ်။ဘယ်သူမှနဲ့ဆိုတာမပြောဘူး။အဆုံးအဖြတ်ပေးမှာမဟုတ်ဘူး။ပါဝင်ပတ်သက်နေသူအလုံးပြဿနာကိုဖြေရှင်းကြဖို့တိုက်တွန်းပေးသွားမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။မြန်မာပြည်ကအခွင့်အရေးတစုံတရာမျှော်လင့်လို့မဟုတ်ပဲအင်းဒီချင်းမိတ်ဆွေအဖြစ်ဆောင်ရွက်ခြင်းတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကလည်း OBOR လို့ခေါ်တဲ့ခေတ်သစ်ပိုလန်မကြီးဆိုင်ရာဆွေးနွေးပွဲသွားတက်တုန်းကငြိမ်းချမ်းရေးအတွက်ကူညီဖို့တရုတ်ကိုပြောခဲ့တယ်လို့တရုတ်သမ္မတရှီကျင်းပင်ကလည်းကူညီမယ်လို့ပြောဆိုခဲ့တာပါ။တရုတ်ဟာမြန်မာပြည်တွင်ပဋိပက္ခအတွက်တရားသူကြီးတော့မဟုတ်ပါဘူး။ဒါပေမဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာအနောက်နိုင်ငံတွေဝင်မဆွဲရလေအောင်တားဆီးရင်အကိုကြီးတဦးအနေနဲ့ကြီးကြပ်နေမှာဖြစ်တယ်လို့ရေးသားထားပါတယ်ရှင်။ငြိမ်းချမ်းရေးမျှော်မှန်းချက်ဟာ21ရာစုပင်လုံညီလာခံအပေါ်မူတည်နေတဲ့ဆိုတဲ့ခေါင်းစဉ်နဲ့တရုတ်အိမ်နီးချင်းမူဝါဒရေးရာပါမောက္ခဘီရှီဟောင်းက Global Times မှာရေးသားထားတာကိုဖတ်ရပါတယ်။အချင်းချင်းရွှေ့ဆိုင်ခဲ့ရတဲ့21ရာစုပင်လုံငြိမ်းချမ်းရေးဒုတိယအကြော့ညီလာခံစတင်နေပါပြီ။ဒီညီလာခံဟာအပေါ်ရန်သာများပြီးတော့အနှစ်သာရအရထူးခြားမှုမရှိဘူးလို့ဝေဖန်မှုတချို့ရှိနေပေမဲ့နိုင်ငံရေးအတူတူဆွေးနွေးကြဖို့ကွဲပြဲနေတဲ့စုံစည်းမှုဟာအင်မတန်ထူးခြားလာပါတယ်။ပြည်လုံးကျွတ်အပြစ်ခတ်ရစရေး NCA စာချုပ်ကိုလက်မှတ်ရေးထိုးခြင်းအပြင်အားလုံးအတွက်အကျိုးရှိနိုင်ပါတယ်။ NCA ဟာစင်လုံးချောကောင်းမွန်တယ်လို့မဆိုနိုင်ပေမဲ့ရခိုင်ကမပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေလည်းသူတို့သဘောမတူတဲ့အပိုင်းတချို့ကိုခြံထားပြီးလက်မှတ်ရေးထိုးလိုက်မယ်လို့မျှော်လင့်ရပါတယ်။အစိုးရနဲ့ဆွေးနွေးဖို့အတွက်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့9ဖွဲ့ဟာ FPNCC လို့ခေါ်တဲ့ Federal နိုင်ငံရေးဆွေးနွေးမှုနဲ့အကြံပေးကော်မတီကိုဖွဲ့စည်းပြီးဖိတ်ကြားခြင်းခံရရင်ညီလာခံတက်ရောက်ဖို့တရုတ်ရဲ့တိုက်တွန်းချက်အရသဘောတူညီခဲ့ကြပါတယ်။တရုတ်ဟာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူ9ချက်ကိုအခိုင်အမာကင်ဆယ်ထားပါတယ်။မြမပြည်တွင်ရေးကိုဝင်မဆွတ်ပဲမြမငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ကိုရွှေ့ဖို့အပြုသဘောနဲ့တမှုထူးခြားတဲ့အခမ်းအနားကပါဝင်နေတာပါ။မေလ23ကနေ18ရက်နေ့အထိ OBOR Forum ကိုဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာတော့ကတရုတ်ကောင်ဆောင်တွေကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငြိမ်းချမ်းရေးအတွက်အပြည့်အခက်ရစဲရေးကိုအစောတလင်အကောင့်ထဲပေါ်ဖို့တိုက်တွန်းခဲ့ကြတာပါ။ဒီဒုတိယအကြိမ်ငြိမ်းချမ်းရေးညီလာခံကိုထောက်ခံပြီးမြန်မာငြိမ်းချမ်းရေးနဲ့ပြန်လည်တည်မြဲရေးအတွက်အပြုသဘောနဲ့ပါဝင်ဆောင်ရွက်မယ်လို့ပြောကြားခဲ့ကြပါတယ်။မြန်မာငြိမ်းချမ်းရေးအတွက်တရုတ်ရဲ့ကြိုးပမ်းမှုကိုမြန်မာနိုင်ငံထဲကအဖွဲ့အစည်းအလုံးကရောနိုင်ငံတကာအတိုင်းအဝိုင်းကပါတံပိုးထားပြောဆိုနေကြပါတယ်။တရုတ်ဟာမြန်မာနိုင်ငံရဲ့ကွဲလွဲတဲ့ဘက်တွေကြားမှာအပြုသဘောဩဇာသုံးပြီးတော့ပူးပေါင်းဆောင်ရွက်ကြဖို့တွန်းပို့နေပြီးပုံမကောင်းမွန်လျင်မြန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုံ့ဆော်နေပါတယ်။ပြဿနာအလုံးကိုတထိုင်တည်းဖြေရှင်းဖို့ဆိုတာလက်တွေ့မကြပါဘူး။တိုးတော်လည်းပဲဖက်ပေါင်းစုံလက်ခံနိုင်တဲ့အဖြစ်ကိုတော့စိတ်ရှိရှိနဲ့ငြင်းငြင်းချမ်းချမ်းဆွေးနွေးမှုကတဆင့်ရရှိနိုင်တယ်လို့ရေးသားထားပါတယ်ရှင်။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာနိုင်ငံတကာရဲ့အတွေ့အကြုံကနေသင်ခန်းစာယူနိုင်ပါမလားဆိုတဲ့ကောင်းစဉ်နဲ့ The Frontier မြန်မာမှာဖော်ပြထားပါတယ်။21ရာစုပင်လုံညီလာခံဟာမြန်မာနိုင်ငံရဲ့ကာလကြာရှည်ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာအရေးကြီးတဲ့သမိုင်းဖြစ်ရပ်ကိုကိုစားပြုတာလို့အစချီထားပါတယ်။2015ခုနှစ် NCA အပြည့်ရသဘောတူညီမှုလက်မှတ်ရေးထိုးပြီးနိုင်ငံရေးဆွေးနွေးပွဲအတွက်မူပေါင်းချမှတ်ပြီးတော့ရှေ့ဆက်လျှောက်လန်းရမယ့်ခီးကိုရထားခဲ့ကြတာဖြစ်ပါတယ်။ဒီမူပေါင်းကတစ်ဆင့်နိုင်ငံတော်ငြိမ်းချမ်းရေးဆောင်ရွက်မှုကိုရရှိနိုင်မယ်လို့ဦးတည်ချက်ထားကြတာဖြစ်ပါတယ်။အများလက်ခံနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal Democratic ပြည်ထောင်စုနိုင်ငံပေါ်ထွန်းလာဖို့လိုအပ်တာကိုလည်းအများကရှုမြင်ကြတာပါ။နိုင်ငံတကာအတွေ့အကြုံအရပြည့်စုံတဲ့အများသဘောတူညီတဲ့ငြိမ်းချမ်းရေးရဖို့ဆိုတာကနှစ်နဲ့ချီစိစက်ညှိနှိုင်းယူရသလိုဆွေးနွေးမှုအဆင့်ဆင့်အပြင်ပြဿနာရှုပ်ထွေးမှုတွေနဲ့အခက်အခဲတွေကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတတိထားကင်သွယ်ကြမှာဖြစ်တဲ့အတွက်လည်းသဘောတူညီမှုရရင်တော့မှအပြည့်အဝအကောင့်ထဲဖော်ဖို့ကနှစ်တွေနဲ့ချီကြာနိုင်ပါတယ်။နိုင်ငံရဲ့ပဋိပက္ခတွေရေရှည်အဆုံးသတ်ရေးအတွက်ဂျိုးပန်းရမှာတော့နှစ်ချီကြာမှာဖြစ်တဲ့အတွက်ကြောင့်ရဲ့ပြည်သူလူထုရောစစ်တပ်ရောအရက်ဖက်ကပါလက်ရှိဝန်ထုံဝန်ပိုးတွေကိုဆက်လက်ထားကြမှာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတကာအတွေ့အကြုံအရပြည်တွင်းပဋိပက္ခတွေအဆုံးသတ်ရေးအတွက်ပြည်ပြင်းတဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတွေကိုညှိနှိုင်းပြီးအပြည့်အဝအကောင့်ထဲဖော်နိုင်တဲ့နိုင်ငံတွေအနေနဲ့ကြီးမားလာတဲ့အကျိုးရလဒ်တွေကိုခံစားကြတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးရယူဖို့နိုင်ငံတွေရင်ဆိုင်ရတဲ့ပြဿနာတွေဟာတနိုင်ငံနဲ့တနိုင်ငံမတူကြပေမဲ့လည်းပုံစံတွေအခက်အခဲတွေဦးစားပေးမှုတွေကတော့တူညီကြတာဖြစ်တဲ့အတွက်ကြောင့် policy ချမှတ်သူတွေအနေနဲ့ဒီအတွေ့အကြုံကိုပြန်လည်သုံးသပ်ပြီးမဟာဗျူဟာတွေချမှတ်ရမှာထက်သွင်းစဉ်းစားကြဖို့ဆောင်းပါးမှာဖော်ပြပါတယ်။တကယ်တော့ငြိမ်းချမ်းရေးသဘောတူညီမှုရရှိဖို့ကပန်းနိုင်အဆုံးမဟုတ်ပဲဒီသဘောတူညီမှုတွေကိုဘလို့အကောင့်ထဲဖော်မလဲဆိုတော့ပိုးပြီးတော့အရေးကြီးတဲ့အချက်တွေကိုစိစက်ညှိနှိုင်းရမှာအလေးထားထက်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့လည်းဆောင်းပါးရှင်ကအကြံပြုထားတာကိုနောက်ဆုံးတင်ပြလိုက်ပါရရှင်။နောက်ဆုံးရကဘာနဲ့မြန်မာသတင်းတွေသတင်းဆောင်ပါသုံးသက်ချက်နဲ့ဘူးတုဒရပွဲခန္ဓာဆောင်ကို VOA မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေမှာလည်းနားဆင်နိုင်ပါတယ်။မနေ့ပိုင်းအစီအစဉ်တွေကိုမြန်မာစံတော်ချိန်မနေ့6နာရီကနေ9နာရီညနေအစောပိုင်းအစီအစဉ်တွေကိုညနေ6နာရီခွဲကနေ9နာရီညပိုင်းအစီအစဉ်တွေကိုည9နာရီကနေ10နာရီအထိနားဆင်ကြရမှာပါ။မနေ့8နာရီနဲ့ညပိုင်း10နာရီမှာလည်းတစ်ချိန်စီပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။အစီအစဉ်အသေးစိတ်ဇာတ်မှာတော့အချိန်နဲ့အတန်လွှင့်မီတာလိုင်းတွေကိုဖော်ပြထားပါတယ်ခင်ဗျာ။ဒီကနေ့အတွက်သတင်းချင်းချက်ကိုတင်ပြပါမယ်။မြေထဲပင်လယ်အတွင်းကအကြီးဆုံးဖြစ်တဲ့စီစီလီကျွန်းမှာဒီကနေ့တောက်ကြနေ့မှာစတင်ကျင်းပမယ်။စက်မှုထိပ်သီး9နိုင်ငံရဲ့အစည်းအဝေးတွင်အကြံဖက်မှုနဲ့မြောက်ကိုရီးယားရေးဟာဆွေးနွေးစရာအကြောင်းအရာတွေထက်ကထိတ်ဆုံးကရှိနေလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ G7 ထိပ်သီးအစည်းအဝေးအတွင်းအကြံဖက်မှုတံပြန်နေရင်းနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးရမှာဖြစ်ပေမဲ့ဒီမြောက်ကိုရီးယားရဲ့ဒီနျူကလ িয়ার နဲ့ပဲ့ထိန်ဒုံးကြီးစမ်းသပ်ပစ်လို့မှုဟာကမ္ဘာပြဿနာတရားဖြစ်ပြီးတစ်ချိန်ချိန်မှာတော့တေချာပေါက်ဖြေရှင်းရမှာပဲလို့သမ္မတထရန့်ကပြောပါတယ်ရှင်။ပြည်ထောင်နိုင်ငံမန်ချက်စတာမြို့ဘုံခွဲတိုက်ခိုက်ခံရတဲ့အကြောင်းစုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်လို့အမေရိကန်သတင်းမီဒီယာတွေစီပေါက်ကြားခဲ့တဲ့ပေါ်လွန်စွာစိတ်နှောက်ယှက်ဖြစ်ရတဲ့အကြောင်းနဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးပေါက်ကြားခဲ့တဲ့အချက်တွေကတော့ဘုံခွဲတိုက်ခိုက်သူအမည်နဲ့ရဲတွေရရှိထားတဲ့တပ်တွေအထောက်အထားဓာတ်ပုံတွေပါဝင်တာကြောင့်ပြည်ထောင်စုံစမ်းစစ်ဆေးသူတွေကဒေါသထွက်ခဲ့ကြပြီးအမေရိကန်နဲ့အချက်လက်မျှဝေတာကိုလည်းဂျာတာပရိနေကစပြီးခဏတာဆိုင်းငံ့ထားလိုက်ပါတယ်ရှင်။နေပြည်တော်မှာကျင်းပနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံဒုတိယအကြိမ်ညီလာခံမှာတက်ရောက်လာတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့9ဖွဲ့နဲ့ဒီအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဒီကနေ့ဆွေးနွေးတွေ့ဆုံခဲ့ကြပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO UWSA ဝအဖွဲ့ NDAA မိုင်းလာအဖွဲ့ SSPP SSA မြောက်ပိုင်းရှမ်းအဖွဲ့တို့နဲ့ဒေါအောင်ဆန်းစုကြည်နေအိမ်မှာဒီကနေ့နေ့လယ်ပိုင်းတွေ့ဆုံခဲ့ပြီးညနေပိုင်းမှာတော့ပထမဦးဆုံးအကြိမ်ငြိမ်းချမ်းရေးညီလာခံတက်ရောက်လာတဲ့ရခိုင်တပ်မတော် AA တအောင်းပလောင်အဖွဲ့ PSLF TNLA MNDAA ကိုကန်တပ်ဖွဲ့တို့နဲ့ထပ်မံတွေ့ဆုံပါတယ်ငြိမ်းချမ်းရေးညီလာခံတွေမှာတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့အစိုးရတာဝန်ရှိသူတွေကတစုံတရာပြောဆိုတာမျိုးမရှိပေမဲ့ UWSA ဝအဖွဲ့ကတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့သဘောထားတွေကိုတင်ပြခဲ့ကြောင်းတွေ့ဆုံဆွေးနွေးမှုပြီးမှသတင်းတော်တွေကိုပြောဆိုခဲ့တာပါသတင်းချင်းချုပ်ကိုတင်ပြခဲ့တာပါရှင်ဒီကနေ့ညနေအတွက် VOA TV သတင်းလွှာအစီအစဉ်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ VOA TV အစီအစဉ်တွေကိုနေ့စဉ်ည9:00နာရီတိုင်းမှာအစီအစဉ်သစ်ကိုတိုက်ရိုက်ထုတ်လွှင့်ပေးပြီးတော့နောက်နေ့အစီအစဉ်သစ်မပြောင်းခင်အထိကြိမ်ထပ်မံထုတ်လွှင့်ပေးပါတယ် VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးရွှေလန်းချမ်းမြေ့ကြပါစေရှင်